အားလုံးမင်္ဂလာပါကျွန်တော် YouTube video channel လေးရနေပြန်လည်ကြိုးဆိုပါရစေဒီနေ့ကျွန်တော်ပစ္စည်းလေးတစ်ခုပေါ့နော်ဘန်ကောက်ကနေမှာထားတာလေးရောက်လာတယ်ပေါ့အဲ့ဒါလေးဒီနေ့ unboxing လုပ်ပေးချင်ပါတယ်ကျွန်တော်တို့ like ကြည့်ပေးကြပါလို့မြတ်တဲ့ရက်ခံပါတယ်ကျေးဇူးပါကျွန်တော်ဒီနေ့ဖောက်ပြမှာတော့ Monkey D Luffy ပေါ့နော်ဒါကတော့ကျွန်တော်ဒီနေ့နေရာဒီမှာကျွန်တော်အမေဓမ္မရှိ nation ဘန်ကောက်ရောက်တော့ပေါ့နော်ကျွန်တော်တော့ဝယ်လာပြီးရဖြစ်တယ်ဆိုတော့သူကထွက်တာကြာပြီကျွန်တော်ခွင့်ရင်းမရှိလို့မဝယ်ဖြစ်ဘူးပေါ့နော်ခွင့်ရင်းမကြုံတာရယ်မျိုးစုံပေါ့မျိုးစုံနေဖြစ်တယ်အဲကြောင့်မလို့မဖြစ်ဘူးဆိုတော့ဒီတစ်ခေါက်တော့ဒီ Monkey D Luffy လေးလက်ဆောင်ရတယ်ဆိုတော့ဒီနေရာဒီမှာကျွန်တော် ਨੇ ဒီ Monkey D Luffy လေးကြည့်ရအောင်နော်အခုကျွန်တော်ဒီမှာ box art ပေါ့နော် box art လေးကျွန်တော်ပြမယ်ဒီမှာတော့ Monkey D Luffy ရှိတယ် one piece အောင်မှာပါတာပေါ့နော် one piece သာပါမယ် Monkey D Luffy ဒီမှာ accessory fee ကွာနော်ဒီတွေ့ရတိုင်းမယ်ဈေးကတော့ဘယ်နှစ်ထောင်ကျော်မယ်ကျွန်တော်နည်းနည်းလေးဈေးများမယ်ဒါပေမဲ့တမရှင်နေရှင်ကျေးဇူးတင်ရမယ်ဘာလို့ဆိုတော့တော်ထွက်ရှင်အကုန်ကုန်သွားတယ် resale တွေရော nation store မှာပေါ့နော်အကုန်ကုန်သွားတယ်ဒါပေမဲ့ပြန်ပြီးတော့ပြန်ထုတ်ပေးရတဲ့ကြောင့်ကျွန်တော်တို့ဒါဝယ်ခွင့်ရှိတာပေါ့အောက်မှာဆိုတော့ Luffy ပုံပါမယ် Gear 5လို့ရေးထားပါတော့ဒါ Gear 5 form ဖြစ်ပါတယ်ဒီမှာ Luffy ရဲ့ညနာပုံစံလေးတွေပြောင်းလို့ရတာလေးဟာသားပုံလေးတွေအကုန်လုံးပေါ့နော်ဒါကဒီ headset တစ်ခုပို့ပါမယ်လို့ပြောတာဒါပုံမှာတော့ straw hat ကျွန်တော်တို့ Luffy ရဲ့ straw hat နဲ့သူမြေပုံလေးပေါ့နော်Okay အဲ့ဒါကျွန်တော်တို့ဒါလေးဖောက်ကြည့်လိုက်အောင်နော်ကျွန်တော်တို့ဒါလေးစဖောက်ကြည့်မှာနော် Okay Monkey D Luffy တော့ကျတော့သူ့ရဲ့ဟိုဟာတွေကျတော့အထဲမှာနဲ့မပြပါဘူးနော်ကျွန်တော်ဒီအဖုံးမှာပါတယ်အဲ့ကြောင့် accessory figure တွေကတစ်ခုမတူဘူးပေါ့သူ့ရဲ့ setup menu တွေကဆိုဒါဆိုလို့ရှိရင်ဒီမှာ escorter ထည့်လို့ရတာတစ်ခုပို့ပါတော့သူပြထားတယ်ပြီးတော့သူ stand ပါတယ်ပြောတယ် stand ဘယ်လိုတက်ရလဲပါပြထားတယ်ပေါ့နော်ဆိုတော့ဒီတမရှင်နေရှင်ကဒီ Monkey D Luffy လောက်ထားတာသူက action pose တွေက ban လို့ရတဲ့ဟာတွေပါတယ်လို့ပြောတာပေါ့နော်လက်တွေကွေးလို့ရတယ်ဆန့်လို့ရတဲ့ဟာဆိုအဲ့ဆိုဒီဘက်မှာပါတယ်ဆိုလို့ရှိရင်ခေါင်းနေမျက်နှာတွေဘယ်လိုပြောင်းလဲပြထားတာပေါ့နော်ဟုတ်ပြီဟိုဘက်လက်ချက်ကြည့်ကြည့်အောင်နော်ကျွန်တော်တို့ဟိုဘက်မှာလည်းပါလိမ့်မယ်လားဆို Okay ဘာချက်ကြည့်ကြည့်အောင်ဘာလားစမ်းကြည့်အောင်Okay ဒီဘက်မှာလည်းပါတယ်လက်တွေဘယ်လိုပြောင်းလို့ရလဲဆိုတဲ့ဟာပေါ့နော်လက်တွေဘယ်လိုပြောင်းလို့ရလဲ switch လုပ်လို့ရတယ်ဆိုတဲ့ဟာပါတယ်ပြီးတော့သူ့ရဲ့မိုးကြိုးပေါ့မိုးကြိုးဘယ်လိုကန်လဲဆိုတဲ့ဟာပြီးတော့လက်တွေဘယ်နှချောင်းလက်ဝါးတွေလက်သေးနော် open hand တွေ palm hand တွေနော် fist hand တွေအဲ့ဒါတွေဘယ်လိုထည့်ရလဲဘယ်လိုဘယ်နှခုပါလဲဆိုတာပြတာပါတယ် Okay အဲ့ဒါကျွန်တော်တို့ Monkey D Luffy ကိုကြည့်အောင်နော် Let's go Okay โอ้ยကျွန်တော်ကြည့်ရဟာဟုတ်တယ်ဒီပြောတဲ့အတိုင်းအနောက်မှာ stand ပါတယ်ပေါ့နော်ဆိုတော့ Twitch Nation တော် stand ထည့်ပေးဘူးဒီတစ်ခုမှာကျွန်တော်တို့ stand ပါတာကျွန်တော်တွေ့ရတယ်ပေါ့ကျွန်တော်ဝယ်လာတဲ့ accessory figure တွေတော်တော်များများမှာဒီ stand ပါတာမရှိဘူးပေါ့နော် Mafax တို့ဘာလို့ဆိုတော့ stand ပါတယ်ဒါပေမဲ့ဒီတစ်ခေါက်တော့2 stand နဲ့ Twitch Nation ကျွန်တော်တို့ stand ထည့်ပေးထားတာပေါ့ Twitch Nation stand ကြည့်အောင်ဒီပေါ့ Okay Oi. Okay, take your G. You got a big tape. Let's go with it. Okay. Nation stand one up. Okay, let's go. Nation one up. Made in China. ပါမယ်ကျွန်တော်တို့ဒီမှာပါရှိတဲ့သူရဲ့ကုတ်တွေအကုန်ပါမှာပေါ့နော်ဒီမှာရှိ nation stand ရ square လေးပါ၄တောင်လေးပါပြီးတော့သူရဲ့ဟိုနဲ့သူကကလေးလေးပေါ့နော် Okay ဒါလေး Luffy ရဲ့ဟိုပေါ့ထိမှုတဲ့ Okay ဒါလေးရဒီမှာ Okay ဒါဒီမှာရှင်းOkay တော့ဒီနေ့ခက်ခဲမှာပါဘောနော် Luffy တော့ Okay ဒီ stand လေးတခုရပြီ stand လေးရဆိုတော့ကြည့်စနော် Okay စိတ်ဝင်စားဆုံးကဒီထက်မှဘာလဲဆိုတော့သူ့ရဲ့လက်ကြီးပဲလက်ချောင်းအရှိကြီးပေါ့နော်အဲ့လက်ချောင်းအရှိရတာစိတ်ဝင်စားဖို့ကောင်းတယ်အဲဆိုသူ body ရင်ကြည့်ကျွန်တော် articulation နဲ့ဘာညာလို့တန်းတယ်နော် Okay let's check it out ခေါင်းနဲ့အနောက်ကဟာထိမှာဆိုလို့ဆိုတော့ဒူးစံနဲ့ဒီခေါက်ကြောက်ဒီ body မှာအလဲမှာသူတို့ waste ထည့်ပေးထားဘူးခိုင်းဆို plastic ထည့်ပေးထားတာပေါ့နော်ဒီကောင်ထည့်ပေးထားဘူးခေါင်းမှာပဲသူတို့လောက်ထားတွေ့ရတယ်ဆိုတော့ Gear 5ပါသူ့ရဲ့ဒီနောက်ကတိမ် cloud ကြီးက
straw hat လည်းပါသေးတယ် wow straw hat လည်း move လို့ရတာပေါ့နော် straw hat လည်းပါသေးတယ် smiling face တချင်ကိုပျော်နေတယ် joy ပေါ့နော် joy ဖြစ်နေတဲ့ပုံမှာတချင်ကိုပျော်နေတဲ့ပုံဆိုသူရဲ့ articulation ကြည့်မှာနော်ခါတော့ဒီကုန်းလို့ရတယ် okay do อ่ะအော်ဒီမှာ articulation အသေးလေးတစ်ခုထည့်ပေးထားတယ်6ကအိုးဟိုကျွန်တော်စိတ်ဝင်စားအဲ့ဒါပေါ့နော်သူကတခြားဟိုကနေမတူဘူးသူ6တည်းသူက rubber man ပေါ့သူအများသူ rubber man လို့လည်းခေါ်ကြတယ်ဆိုတော့ rubber လိုမျိုးကွေးလို့ဆန့်လို့ရတယ်အိုးကျူစင် articulation အောင်မကြည့်ဘူးအိုးအဲ့ရကျူစင်โอ้ยဒါအမိုက်တယ်ပေါ့နော်ဆို articulation နဲ့မှဒီလို articulation ထည့်ရတယ်ဆိုတာတော်တော်ကြီးကိုဘယ်လိုခေါ်မလဲ way better သူများလည်းမတူဘူးပေါ့နော်တော်တော်ကြီးမိုက်တယ်ဒါကြီးကတကယ်လုံးကโอ้ยပြင်းနေပုံစံတွေပါဆိုလုံးဝပေါ်လို့ရတယ်ကြည့်ကျွန်တော်ကြီးကဟိုကျွန်တော်အဲ့ဒါအရင်ကြိုက်တာပေါ့နော်အဲ့ articulation ထွက်လာတယ်ကျွန်တော်ဒါလိုချင်တာဆိုတော့လူများနဲ့မတူဘူးပေါ့သူပြင်းနေပုံစံတွေပါဆိုလက်မှာကျတော့ what the လက်မှာကျတော့ကွေးလို့မရဘူးဗျဆိုတော့ကျွန်တော်တို့ဒါ accessory တွေသူလဲရမှာပြောတယ်ဆိုတော့လက်ကကျတော့လက်ကွေးလို့မရဘူးလက်တွေဘာလုပ်လို့ရလဲဆိုတော့ကြည့်အောင်နော်တထောင်စစ်ကွေးလို့မရဘူးတထောင်စစ်ကွေးလို့မရဘူး rubber ပါလာကြည့် articulation တော့ပါမယ်သူရဲ့လက်တွေ articulation ပါမယ် wrist တွေပါမယ်ဒီမှာတထောင်မှာဒီကောင်ကွေးလို့မရအောင်လက်ကတစ်လောက်ပဲဆန့်လို့ရတာပေါ့နော်ဆိုတော့ခါပိုင်းကတော့ဟုတ်ပြီခါပိုင်းကတော့အကုန်လုံးသူ့ရဲ့ပုံစံအတိုင်းပဲသူရဲ့ဒီမှာဒါ articulation ပါမယ် shoulder articulation ပါမယ်နော်ဆိုကျွန်တော်တို့ဒီဟာ articulation ပါမယ် head articulation 360ဒါတော့ပုံမှန်တိုင်းပါ neck လည်းပါအောင်နော်ဒါပဲ okay အဲ့ဒါဆိုကျွန်တော်တို့လက်ကိုစမ်းကြည့်အောင်လက်ကဒီမှာဘေးနားမှာတော့ butterfly joint တော့ပါတယ်နော် butterfly joint ထိတော့ပါတယ်သူနော်အဲ့ဒါကျွန်တော်တွေ့ရမယ်ဆိုဒီလက်ကကွေးလို့မရအောင်လူဖီမှာအဲ့ဒါတခုပါဆိုတော့ဒါပေမဲ့ကြည့်အောင်နော်ဟာဒါကြီးအော်ဟောဒါဖြုတ်လို့ရတာပဲဟောအဲ့တော့ဒီ cloud ကြီးဖြုတ်လို့ရတာနော်ဖြုတ်လို့ပြန်တက်လို့ရ let me put it back it's too jelly လို့ပဲအပြုတ်ပြောင်ဖြစ်လို့ငါကြီးဆိုတော့ okay let me put it back okay အဲ့တော့ကျွန်တော်လက်ကိုစမ်းကြည့်အောင်နော်သူ့ရဲ့ accessory လေးပါတာလေးနော် okayဟုတ်ပြီအဲ့ဒါကျွန်တော်တို့ဒီမှာလက်ကိုကျွန်တော်တို့ဖြုတ်အောင်ပေါ့နော်ဒီကောင်ကကွေးလို့မရဘူးဒါပေမဲ့ဒီလက်မှာကျတော့ကွေးလို့ရတယ်ဆိုတော့ပြောချင်တဲ့ဘောတရားဒီလက်က fully articulated ပေါ့နော်မကြည့်ရော look at this OMG who gonna make this ဝိုးကလောရာပါဘောနော် this is so fantastic oh ဘာမှ articulation ဒီမှာ articulation ပါသေးရဲ့ oi oh my god OMG ဝိုး okay အဲ့လက်ခေကျွန်တော်တို့ပြောင်းကြည့်အောင်နော်ဆိုဒီလက်မှာလည်းသူကွေးလို့ရတယ်ပြောထားတယ်ဗျပုံထဲမှာပြထားတော့ကွေးလို့ရတယ်ဆိုဒီကောင်ကိုစမ်းကြည့်အောင်ကျွန်တော် can ban ကွေးလို့ရတယ်ပြကွေးလို့ရတယ်အော်ဒီပုံတော့ပြထားတယ်ဟုတ်တယ်ကွေးလို့ရတယ်ဆို hard rubber နဲ့ soft rubber နဲ့သူကဆက်ထားတဲ့ပုံစံမျိုးပေါ့နော်ဝါဒီမှာရှင်ဒီတစ်ခေါက်ထုတ်တာတကယ်လုံးဝ articulation အဆန်းယူသူထုတ်ပြလိုက်တာပေါ့လက်ကွေးလို့ရတယ်ကြည့် look at the hand it can bend so the showing is already ဒီမှာကွေးလို့ရတာပြထားတယ်ပေါ့နော်အဲ့ကြောင့်ဒီကောင်လည်းကွေးလို့ရတယ် okay ဆိုတော့ဒါတော့သူလုံနိုင်လို့ရတာသူကျွန်တော်တို့ပြပြီးပါပြီပေါ့ဆိုကျွန်တော်လက်အရှိပြန်စမ်းကြည့်ပါနော်သူရဲ့လက်ရှိဒါဟိုကျွန်တော်တို့ articulation ကိုကျွန်တော်အဲ့ဆိုကျွန်တော်တို့ဟိုကကြည့်ရမယ်မင်းကြည့်ရပြီလက်ကဘယ်လိုဖြုတ်ရလဲဆိုတာဘေးနာ let's go မင်းကြည့်အောင်နော် okay ဒီဘက်မှာကျွန်တော်တို့ဟိုဒီအရင်နာကနေဖြုတ်ခိုင်းတယ်ရင်းနာနေဖြုတ်ခိုင်းပြီးတော့ဒီလက်ပြောင်းခြင်းတော့တက်ကလေးပြောင်းလို့ရပြောတော့ဗောနော်ဒီစမ်းကြည့်အောင်နော် right hand first ညာဘက်လက်ရင်ပြောင်းကြည့်ပါ okay ညာဘက်ဖြုတ်လိုက်ပြီနော် let's go ဟာအာရမလေးနည်းနည်းခက်တယ်တစ်ကလေးနည်းတီးတော့ let me put okay ဝင်လာပြီဟောမိုက်စားပြီပေါ့နော်ဒီကောင်ဟိုရထမရှိနေရှင်ရဲ့ဟိုဟာရှေ့ဆိုတော့သူက
သူမိုးဂျိုကန်လို့ရလက်ပေါ့မိုးဂျိုကန်လို့ရလက်ကျွန်တော်စမ်းမယ်ဒီမှာတက်အောင်ခဏလေးနော် Okay တန်တဘောကန်ရတန်တဘောသူ့တန်တဘောလို့ကြည့်ပါနော်ဒီတန်တဘောကရှင်းတော့ဖြုတ်လို့ရကြတော့ဟောရှင်းတော့ဖြုတ်လို့ရတယ် Okay ဆိုတော့ဒါအောက်မှာဖြုတ်တော့ဒီအကြီးက Okay အကြီးအောက်မှာတက်ပြီးတော့ဒီပေါ်မှာတက်ပြီးတော့ကြာ Okay ပုံနဲ့ပြထားတဲ့အတိုင်းပါlook at that တော့အဲ့ဒါကြောင့်မို့ heavy တော့ဖြစ်တယ်ကွာသူက body တဲ့သူရဲ့ဟိုကနေရာမတူဘူးပေါ့နော်နည်းနည်းတော့ heavy ဖြစ်တယ်အဲ့ဒါကြောင့်သူကနောက်ကဒီ stand ထည့်ပေးထားတာပေါ့သူ body control တွေခိုင်မာအောင်လို့ပြီးတော့သူကနည်းနည်းပို့ပြီးတော့ rubber ထဲမှာ hard rubber လို့ပြောလို့ရမယ်ကျွန်တော်တို့ hard rubber ဖြစ်တဲ့ကြောင့် body articulation နည်းနည်းလေးတယ်တခြား figure တွေ core တွေထက်စားလို့ရှိရင်သူပို့ပြီးတော့လေးတယ်အဲ့ဒါကြောင့်မို့သူထည့်ပေးထားတာပေါ့နော်ကြည့်ရောလက်ကြဘလောက်ဒီကွေးလို့ရတယ်ကြည့်ရော just see so awesome okay let me take off the left hand okay try another bendy hand okay ဒီတော့စမ်းကြည့်ပါနော်တပည့်လက်စမ်းကြည့်ပါအိုးယိုဒီကောင်လည်းဖြုတ်လို့ရတာခွင်းလေးရတယ်ဖြုတ်လို့ရတာအကုန်လုံးဖြုတ်လို့အပြိုးလုံးနီးပါးလောက်ဖြုတ်လို့ရတယ်လက်တွေကမကြည့်အောင် Look at this guy. ဟိုကြည့်အောင် open hand လေးကျွန်တော်တက်ကြည့်ပါနော်လုံးဝ joy လို့မပြောဘူးเนาะဒီ figure ကိုကျွန်တော်တို့ကြည့်ရနေရင်တော်တော်ကြီးကိုပျော်ဖို့ကောင်းနေပြီသူရဲ့ articulation တွေဘယ်လောက်လုပ်လို့ရလဲလက်တွေဘယ်လောက်ထိလုပ်လို့ရလဲဆိုတော့ကျွန်တော်ကြည့်နေပဲတော်တော်ကြီးကိုမိုက်နေပြီသူက Luffy ရဲ့ Gear 5ကိုတကယ်လုံးဝအပြစ်မှာကိုင်နေတွေ့နေရတယ်လို့ပဲဒီ Luffy Gear 5ကြီးကကျွတ်စင်ဆိုတော့ကျွန်တော် figure နဲ့တော့မြင်ရတယ်ပေါ့နော် animation ထဲမှာဆိုရင်တော့ပြောမနေနဲ့ too hot to handle ပေါ့ကြည့်အောင်look at this oh it's a massive man တော်ကြီးရကြီးအောင် like as you can see this guy is awesome oh my god ဒီဝါရီရလည်းအစားလုံးဝလွင့်နေရပါတော့ဆိုတော့သူ့ရဲ့ figure ကိုကြည့်လိုက်လို့ရှိရင်ကျွန်တော်တို့ကတကယ်လုံးဝ Luffy လေတဲ့လွင့်ပြီးတော့အဲ့လိုမျိုးလုံးဝဟို unable to control သူ့လုံးဝထိန်းလို့ရအောင်မဟုတ်ဘူးပုံစံကြည့်ရော look at this really impressive ပေါ့နော်တကယ်တော်တော်လေးမိုက်ပါတယ် Luffy ရဲ့ဒီကောက်ထမရှိ nation ကထုတ်လိုက်တဲ့ Luffy ရဲ့ Gear 5ကကျွန်တော်တို့ပေးရတဲ့ဈေးနဲ့လည်းတန်ပါတယ်ဆိုတော့ articulation တွေအများကြီးပါတွေ့ရတဲ့အပြင်2 set နဲ့ articulation ပေါ့ကျွန်တော်တို့ ban လို့ရတဲ့ဟာပေါ့ဒီ ban လို့ရတဲ့ rubber ကိုဘယ်လိုလုပ်လဲကျွန်တော်စဉ်းစားလို့မရဘူးပေါ့နော်ဒါ ban လို့ရတဲ့အထက်မှာလေတော့ soft မဟုတ်ဘူး hard ကိုမှသူကတည်တည်ချာလုပ်ထားတာပေါ့ Luffy MBE ကစားလို့ရတော့လွယ်မှာမဟုတ် look at that hand ဟိုကျဆောင်းမိုက်တယ်နော် okay အဲ့တော့ကျွန်တော်တခြားဟာလေးနဲ့စမ်းကြည့်အောင်နော်သူရဲ့ face code လေးတွေသူရဲ့ပုံမှန် hand လေးကျွန်တော်ပြန်တက်မယ်ပြီးတော့ face code လေးနဲ့သူရဲ့တခြားပါတဲ့ accessory တွေကျွန်တော်စမ်းကြည့်အောင်နော် okay ပါနော်ကျွန်တော်အဲ့ဒါဆိုရင်မျက်နှာလေးပြောင်းတက်ကြည့်အောင်မျက်နှာပြောင်းတက်ဖို့ဓမ္မရှိနေရှင်တော့တည်ရတဲ့အတိုင်းပဲကျွန်တော်တို့စပင်လေးတွေဖြုတ်ရမယ် okay စပင်ဖြုတ်ပြီးစပင်မိုက်နော် fire white fire hot fire okay ဆိုတော့ပုံမှန်သူ့မှာ original ပါလာတဲ့ပြုံးနေတဲ့ပုံပေါ့နော်ပြုံးနေတဲ့ပုံကနေကျွန်တော်တို့ဒီထူးထူးဆန်းဆန်းဟာသားပုံဒီလိုလေးပြောင်းထက်ကြည့်ပေါ့မျက်လုံးမှာပြူးထွက်လာရှားပါထွက်လာတဲ့ပုံစံပေါ့ I really like this animation man it's so fun တော်တော်မိုက်တယ်ပေါ့နော်ကျွန်တော်တို့ဟို figure ဆိုလို့ရှိရင်ကျွန်တော်တို့ကဟိုကျွန်တော်က action figure ကြိုက်တယ်ဘာလို့ဆိုအဲ့လိုမျိုးပြောင်းလို့ရတယ်ပြီးတော့ action post တွေအများကြီးထုတ်လို့ရတဲ့ figure ပေါ့နော်အဲ့ဒါကြောင့်ကျွန်တော် action figure ကြိုက်တာဆိုတော့ဒီမှာဆိုလို့ရှိရင်ဓမ္မရှိ nation ကျွန်တော်အထူးဆန်းနေအများကြီးလုပ်ပြရတယ်ဆိုတော့အဲ့ဒါကြောင့်လည်းဓမ္မရှိ nation ကျွန်တော်ကြိုက်တယ် figure တွေမှာတော်တော်များများတယ်ပေါ့နော်ဆိုတော့ကြည့်ရပါဦး Look at this face ကြည့်ပါဦးရေလေမိုက်တယ်ကြည့်ဦးဟိုဘယ်သူထောက်လဲအဲ့လို figure မျိုးကြည့် articulation ပါအဲ့လိုမျိုးsomebody help
Like this one. Okay, let me show you some posts. You want to do no? I did not go down, no? But the the boy child have bar. To tell a bit of night, no? You won't try so much. Okay. To the ecology, man. Maybe. No angry face. The ten up one. So you might be ten up. Okay. Man. Huh? The phone is that I should go on it. So the child want to Lufia to Belugia, but to the bones and the had up only in your bar. But I should go on it. Don't you go? I don't know what those my young go near who are Emma Bar, sound go near to figure good amount near bar. One of the all Luffy to Lavis one and to Luria Ajaja. So to face figure is a column. The Armide. Who is you? Who don't know who the piano? So there are serious face for near last of most animation GSI, right? Okay. Near Lola, do it at an iPhone Kia 5. See at the do it at Kia 5. Luffy wears a giant. They post me one. So do you remember about it? Danya is a Scottish perfect. No, I looked her. Okay, that are two serious face. Okay, not good. That's good. Okay. Face that. Easy for the animation was easy for the eyeball. I know easy 9 to years ago. Easy for the eyes upon the Navia for the Palo 90 level. The sound shoulder, the sound of a guy. Sound of a guy. And if you have the Palo 90 is a design. Luffy, okay, well. Jiha only are original Pilus and our action posted which is Topia, Luffy articulation, Luffy Loria Harrio, Janotini, and then a Yapo of Chapare. So to Kupia which and the one so bad so the 2 cloud Cholia. So you can see cloud Cholia, cloud articulation is by also mono. So good one. The cloud articulation is part, to a cloud about the Shui Luya, so a Hale part. Ball joint of bar, you see? Ball joint, clear ball joint heavy, the dance of a meow. No clear ball joint heavy, one Arama, Tuatimao, Subidoma, articulation, and usual. Ball joint heavy. So easy, bound use a Josiam Luro. So the cloud are never heavy today. I went to Kanako, so not to fit your bar, to fear Kanako. I don't Luffy Kanako Blue, I should show you the ball joint heavy. Just like family, easy. No? And your plan and a channel. Okay. Okay, ba. Channel video lo. Wow. Like and subscribe lo adi you go one like and subscribe lo video. Lo be nine mare. Video now video remale. Direct count action figure in it. Say once I have you. Channel like your love me. Hello, my tada.